Stalingrad တိုက်ပွဲ1942ခုနှစ်ဩဂုတ်လ23ရက်နေ့မှာဂျာမနီတပ်တွေက Stalingrad မြို့ကိုတိုက်ပိုက်ဖို့အတွက်တိုက်ပွဲကိုစတင်ခဲ့ပါတယ်။သူတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့တောင်ပိုင်းမှာရှိတဲ့ရေနံတွင်းတွေကိုထိန်းချုပ်နိုင်ဖို့ Stalingrad မြို့ကိုအရင်ဆုံးသိမ်းပိုက်ရမှာဖြစ်လို့ပါပဲ။ပထမဦးဆုံးအနေနဲ့ဂျာမန်လေယာဉ်တွေကမြို့ကိုပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဂျာမန်စစ်သားတွေကမြို့ထဲကိုဝင်ရောက်လာပြီးအကြီးအကျယ်တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပါတယ်။နှစ်ဘက်စလုံးဟာအစာအိုးတိုင်းနေရာတိုင်းအတွက်အတည်အလဲတိုက်ပွဲဝင်ခဲ့ကြပါတယ်။ရုရှားတပ်ဖွဲ့တွေရဲ့ခုခံမှုကအရန်တောင်းတင်ထားပေမဲ့မြို့ကိုတော့တဖြည်းဖြည်းချင်းလက်လွတ်ဆုံးရှုံးနေခဲ့ရပါတယ်။ဒါပေမဲ့1942ခုနှစ်နိုဝင်ဘာလ19ရက်နေ့မှာတော့အခြေအနေတွေရုတ်တရက်ပြောင်းလဲသွားခဲ့ပါတယ်။အင်အားအလုံးရင်းနဲ့ရုရှားစစ်သားအသစ်တွေဟာStalingrad ကိုရောက်ရှိလာခဲ့ပြီးမြို့ထဲမှာရှိတဲ့ဂျာမန်စစ်သားတွေကိုဝိုင်းရံပိတ်ဆို့လိုက်ပါတော့တယ်။ဂျာမန်တပ်တွေကခရမ်းမီကြောက်နဲ့အစားအသောက်တွေထမရနိုင်တော့တဲ့အတွက်အခြေအနေကအလွန်ဆိုးရွားလာခဲ့ပါတယ်။သူတို့ဟာအေးဒဏ်နဲ့ငတ်မွတ်ခေါင်းမမှုဒဏ်တွေကိုအလူအလဲခံခဲ့ကြရပါတယ်။နောက်ဆုံးမှာတော့1943ခုနှစ်ဖေဖော်ဝါရီလ2ရက်နေ့မှာဂျာမန်တပ်တွေကတိုက်ပွဲကိုရပ်တန့်ပြီးလက်နက်ချခဲ့ပါတယ်။တိုက်ပွဲပြီးဆုံးသွားတဲ့အခါမှာတော့ရုရှားတွေကအနိုင်ရရှိခဲ့ပါတယ်။ဒီတိုက်ပွဲရဲ့ရလဒ်အနေနဲ့ Stalingrad မြို့ဟာတစ်မျိုးလုံးနီးပါးပြပုံအတိဖြစ်သွားခဲ့ရတယ်လို့လူပေါင်း2တန်းခန့်ဟာလည်းတေဆုံးခြင်းသို့မဟုတ်ဒဏ်ရာရရှိခြင်းတွေဖြစ်ခဲ့ကြပါတယ်။